နွားချောင်းသားလေးရဲ့နဖယားမတ်တံအပိုင်း3လောကနတ်တိုင်စီးစရာကသူ့နီးလန်းနဲ့သူရှိ၏ချင်းမှုကိုဝิญဉ်သွေးသည့်အများကြီးတောက်ခိုင်းမယ်လောအပ်ရင်သွေးပင်လဲတဲ့နှစ်တဲ့ထီတောက်ခိုင်းမယ်ဝิญဉ်ကန္တာမနှောထလာရင်တောင်ဝิญဉ်သွေးတွေတောက်တန်ဒုက္ခနာကိုကတမ္မာလာမှာမယ်ဒုက္ခနာကိုခွန်အားကဘဲဝิญဉ်ခန္ဓာပိုင်ရှင်ထက်မှဆိုအများကြီးပိုတန်းဆန်းလာလိမ့်မယ်သူကငကားတကောင်ကိုလက်ထီးတစ်ချက်ထဲနဲ့ထိုးတက်နိုင်လိမ့်မယ်ရာလူကြီးကရဲမောလိုက်ပြီးဒီလိုအဖြစ်မျိုးကမဟာမျိုးပြက်ပင်ဘက်ကကောင်းတွေကိုတီကြပေါက်ကြောက်သူးတုံသားစီမှာပဲနှစ်ယောက်သားတအုံးကိုတူရွှေမျိုးစွာကြည့်လိုက်ကြပြီးအဲ့ဒီနောက်ဆေးစရာကအခန်းထဲမှာထွက်ယူတကားပြန်ပိတ်လိုက်ကြလည်းဖြစ်ပါတယ်နောက်ရက်မှာရွာသူရွာသားများကတမဏိအယိုးကြားများနဂါးစိမ့်တွေများလျှက်စည်းငံများနဲ့ရွှေရောင်လေးများထပ်ဖမ်းလာခဲ့ကြပါတယ်ရီမန်းချက်တစ်ခုရှိလာပြီးဖြစ်၍အားလုံးကဆင်အားထက်သန်စွာအလုံးလုံးနေကြတာပါသို့တော်လည်းဆေးစရာကတော့ပွားနေပြီချင်းမူဒီလောင်များတဲ့ဝิญဉ်သွေးတွေတခါတည်းတောက်ရင်သွေးရိုင်နဲ့နစ်သေးလိမ့်မယ်ပဲမဲစရာရွှေရကလျက်စည်းငတ်နှကောင်ကိုဒီရွတ်တိုက်ဆွဲလာရင်လျာမရှိတော့သည့်ပါဇက်ကိုဖျဲဟလီတဟင်ဟင်ရမောလိုက်သည်မူအားခံနိုင်ပါလေအဖွားစစ်ကချင်းမှုကိုယုံကြည်မှုအဖြစ်ရှိ၏ဆေးစရာကသူတို့ကိုစိုက်ကြည့်၍စကားမဆိုတော့ပြီးပိုးကောင်းများကိုသာထောက်ယူ၍ဝิญဉ်သွေးများဖန်တီးလိုက်၏သို့တော်လည်းအချင်းတွေကအလွဲလွဲအချောချောထစ်သွားသည်ထက်လာသည့်ဝิญဉ်သွေးပမာဏကချင်းမှုအတွက်များလို့နေ၏သူတို့ကိုယ်လုံးကလေထိုးတိုင်းတကဲ့သို့ဖောင်းကားလာသည်ရွာသူရွာသားအလုံးမှာချင်းမှုပုတ်ခွဲထွက်သွားမိကိုစိုးရိမ်ပြီးချင်းမကိုင်းမိလက်မကိုင်းမိထစ်သွားကြ၏ဆေးစရာကအခေါင်းပါသည့်ငွေအချို့ကိုထုတ်ယူ၍ချင်းမှု၏နောက်ကျောနှင့်ငဲသိပ်တွင်ထိုးဆိုင်လိုက်သည်အနီးရောင်အပြာရောင်နှင့်ခရမ်းရောင်အငွေများအပေါင်းမှရှူးကနေထွက်လာ၏တခဏကြာပြီးမှထိုအငွေများထွက်နေခြင်းရပ်သွားသည်ထိုအခါမှဆေးစရာကအက်များကိုပြန်နှုတ်ပြီးအခြားသူများကိုဆူဆူရဲရဲစိုက်ကြည့်လိုက်၏ဘာပဲလှုပ်လို့တဆင်ချင်းပုံမှန်လေးသွားမင်းတို့အကုန်လုံးကသူ့ကိုအစားဖို့တကောင်လိုဇို့ချင်းကျွေးနေရင်အသေးတက်တာနဲ့ဘာမှမထူဘူးသူခုခံနိုင်မအောင်တင်ကားနေပြီမင်းတို့လှုပ်တာမင်းတို့ဖတ်တော့အလုပ်ရှုပ်ခံနော်သူ့ကိုယ်ထဲကဝิญဉ်သွေးတွေကြေပြက်သွားအောင်တားသက်သမားနဲ့ဓာမတိုင်ချင်းအဘိုးကြီးမာနဲ့လက်ထီတိုင်ချင်းထက်ကျိုးနဲ့ခြေတိုင်ချင်းမူအားဓာမတိုင်ချင်းမို့အချိန်ကြပြီတားသက်သမားကမြေပြင်ကိုဖုံးကနေပုတ်လိုက်ပြီးသူ့ကိုယ်လုံးကလေထဲသို့မြောက်တက်သွားပြီးအနီးနားရှိတစ်ပုံပေါ်ကျရောက်သွားပြီသူကခန္ဓာကိုယ်အောက်ပိုင်းမရှိတော့သည့်အခါသူ့ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့တစ်ပုံရဲ့အမြင့်ပေါင်းစည်းလိုက်တဲ့အခါမှာချင်းမိုးနဲ့အရိုင်မောင်းအမြင့်တူဖြတ်သွားသည်တားသက်သမားရဲ့လက်နှစ်ဖက်မှာဝက်ခွတ်ဓာမနဲ့လက်ကွိုင်းနေထား၏ထိုဓာမများကတာမန်ဝက်ခွတ်ဓာမများနှင့်ခြားနားနေသည်တာမန်ဝက်ခွတ်ဓာမများကလာကြံပုံဓာကြိုရှိပြီးအရှိတပေးသားမပို့ပြီးထိုပင်တက်တာယူအလုံးများတက်ထား၏တာသက်သမားရဲ့ဝက်ခွတ်ဓာမများကတာမန်ဓာမများနဲ့ပုံစံကြားဒူတော်လေတိတိတတ်တာအရွယ်စားကြီးမားနေသည်အသွားတင်းကပင်တွန်းပိလောက်ရှိနေသည်ဓာနောင်ဘက်ကထူးသေးနေပြီးအသွားဘက်ကတော့လွန်စွာပါးလျလာသည်ဓာမနှစ်လက်လုံးကပြောင်းလက်တောက်ပနေပြီးကြောက်ဖို့စရာကောင်းလောက်တွေကြီးမားလာသည့်အကဲတကားကွေးနှစ်ချက်ထောင်ထားတဲ့ကဲ့သို့ရှိနေ၏ချင်းမူ၏လက်ထဲကနော်ဓာမတလက်တဲသာရှိထိုဓာမမှာလင်းတန်သက်သမား၏ဓာမနှင့်အကျွေစားအတူတူပင်ချွတ်ပြီးအလုံး104လန့်၍ပေါင်20ခန့်ရှိပြီးပုံမှန်ဆိုလျင်ချင်းမူမှာထိုဓာမတစ်ချောင်းကိုမယုံမျှတာမနိုင်မီဖြစ်တော်လင်းဝิญဉ်သားရဲ့၄ကောင်ဤသွေးများတောက်သုံးပြီးနောက်တွင်သူ့ခုံအားလာခုံတက်သွားသည်ထိုဝက်ခုတ်ဓာမကိုလက်တစ်ဖက်ထိန်မရန်အတူများစွာအားမဆိုင်ရတော့ပြီတတိထားဖို့ဘူးတသက်သမားချင်းမူကဓာမကိုလက်တစ်ဖက်ဖင်ကိုင်ဆွဲ၍တစ်ပုံပေါ်တွင်ရှိနေသောတာသက်သမားချံပြေးဝင်သွားသည်တာသက်သမားကကျဲလောင်စွာရေမောလိုက်၏သူခန္ဓာကိုယ်ကတပိုင်းသာရှိတော့တော်လေသူရဲကောင်းဆန်သည်အရှိန်အဝါအငွေ့တက်ကဖျာထွက်လာသည်မုံတိုင်းထံမြို့ပြများ၏တန်းကောင်ရန်တိုက်ပွဲချင်းမူကသူဓာကိုအပေါ်အောက်လွှဲရန်လွေတာသက်သမားချံတိုးဝင်သွားသည်ဓာရိတ်များကမြန်ဒီတဲ့မြန်လာပြီးလေတိုးတန်တရွှွှွထွက်ပေါ်လာ၏နှေးတယ်မင်းဟာကတိတ်နီးလောနဲ့တာသက်သမားထံမှပွားစီအတိုင်းများစတင်ထွက်ပေါ်လာပြီးသူ့ဓာမများကသူ့ရှေတွင်တတ်ထုဆက်ဝိုင်းတစ်ခုပမာဖြစ်လာသည်သူ့ဓာများကချင်းမူ၏ဓာနှင့်ထိတွေ့သွားပြီးတစ်တော်ပင်များအပေါ်မုံတိုင်းတစ်ခုဝင်တိုက်ခတ်သွားသည့်ပမာဒင်းကနေအတန်ထွက်ပေါ်လာသည်မြန်ဦးမင်းရဲ့ဝက်ခုတ်ဓာကဒီထက်ပိုမြန်လို့ရသည်တွေအမြန်နှုံးကမုံတိုင်းထံမြို့ပြများ၏တန်းကောင်ရန်တိုက်ပွဲတိုင်းကွက်ရဲ့အနှစ်သာရပဲဝက်ခုတ်ဓာမကမြို့ပြအလုံးအပေါ်မှာ
ဖျက်တိုက်သွားတဲ့ငင်းညံမုန်တိုင်းလိုမြန်ရမယ်မင်းဒီထက်ပိုမြန်လာတာငါမြင်ကျင်တယ်အစမဖြတ်လက်နေသောဓာတ်ရောင်များကတဖေးဖေးပိုမြန်လာပြီးငွေရောင်နဂါးထုံးကောင်တစ်ပုံတဝိုက်တွင်တလိုက်စင်လိုက်နှင့်ဝေဝဲလက်ပတ်နေတကယ်သို့ရှိသည်လေကွင်းတန်များကကျဲလောင်တီတက်ကျဲလောင်လာပြီးဓာတ်ချက်အားလိုင်းများကလေးဝေးတစ်ခုလိုထွက်ပေါ်လာ၏ဓာတ်ချက်အားလိုင်းများမြေပြင်ကိုထိမှန်သွားတိုင်းစောင်းနှင်ထင်းလိုက်တကယ်သို့တွင်းကြောင်များဖြစ်ပေါ်လာသည်ထိုသည်ကသူတို့၏ဓာတ်ခုတ်ရာများထိ၏တိတ်လာတဲ့ဒီလိုမှပေါ့မင်းဓာတ်ကပိုမြောင်လာလေလေမင်းရဲ့ဓာတ်အားပိုပြင်းထန်လာလေလေပဲဒါပေမဲ့ဒီလောက်နဲ့မရသေးဘူးမင်းဓာတ်ကငရေမီလန်တွေလိုထိတွေ့သမျှကိုလောင်တိုက်သွင်းနိုင်တဲ့အထိမြန်ရမယ်တတသမားကယူသွားသူတယောက်ကဲ့သို့သူ၏ဓာမများကိုဝဲကြောပုံဆက်လက်ဖွေရန်ခုတ်ထုတ်လိုက်သူထိုမင်းဝင်းကချင်မူကိုကြောင်ငေးသွားစေ၏လောင်ကျွမ်းပစ်မင်းရဲ့ဓာတ်ကိုလောင်ကျွမ်းပစ်မင်းရဲ့အရှိန်အဝအငွေ့သက်ကိုလောင်ကျွမ်းပစ်မင်းရဲ့ဝิญဉ်ကိုလောင်ကျွမ်းပစ်မင်းရဲ့ဓာတ်နီမိတာတော့တင်ကောင်းကင်နတ်တိုင်းအရှိန်ရောက်သွားပြီဆိုတာမင်းသိလာလိမ့်မယ်တာသက်သမားကသူ၏ဓာမများထင်ဆက်လက်ဖွေရန်ခုတ်တဲ့လက်ရာပွတ်တိုက်အရှိန်အဟုန်ကြောင့်မိဘွားတစ်ခုထပ်တောက်လာပြီးလေးတူတင်းကမီးဆွဲလောင်သွားသည်ဓာမနလကမီးလန်နကားနှကောင်ကဲ့သို့ရှေးမနောက်လူလာကူးခတ်ကရတက်ရှုမောဖွေရာမြင်ကွင်းကိုဖန်တီးပေးနေသည်မီးလန်နကားများကပိတ်ဆို့ကာကွယ်နိုင်မရှိတော့ချင်မူထန်တို့အရှိန်ဟုန်ဖိတိုးဝင်သွားသည်သူ့ကိုမထီမိနောက်ဆုံးအခိုက်လက်လေးမှသာအထက်စီဝေဝိုက်တက်လာသွားသည်ဒုက္ခိတာဘိုးဘွားကျေးရွာထက်မှာညီရန်ကောင်းကင်ရဲ့အမှောင်ထုတ်ကိုတစီဆွဲဖျဲပစ်ပြီးချင်းမူမှာတားတတ်သမားဤခွာမဖရာဓာမစွမ်းရည်ကိုပါအဟောင်းသားနဲ့ငေးမောကြည့်ရှုနေမိ၏တခဏအကြာတွင်အမောင်ထုတ်ကဒုက္ခိတာကိုးဝါကြီးရွာစီပြန်လဲအုံဖွဲ့လာပြီးမီလီယံနဂါးများနှင့်၎င်းတို့ကိုဖြစ်ပေါ်စေသောဓာလိုက်စွမ်းအင်များကိုတဆက်မကြံဝါမျောဖုံလွှမ်းပစ်သည်အထက်ကောင်းကင်မှာအမောင်ထုတ်ကသူတို့ထံဓာမနှင့်လက်ဖြင့်ဆက်မှုခုထစ်လိုက်ကျတားသက်သမားကိုဒေါသထွက်သွားရန်သူသည်ပိမ့်ပိတ်အောင်နှက်မောင်သောအမောင်ထုတ်ကအောက်စီနှိမ့်ဆင်းလာပြီးရွာအလုံးကိုဝါမျောပစ်တော်မယ်ကဲ့သို့ရှိလာသည်သို့တော်လည်းရွာအိမ်ထောင်လေးတောင်မှကြောက်ရွံ့တို့များကရုတ်တရက်ပုံမိုလင်းတောက်လာပြီးအမောင်တို့ကိုတွန်းလှန်ဖက်ထုတ်ပေး၏တောက်ကောင်းကင်ကချီမဲထဲမှတစ်ပုံပေါ်တွင်ရက်နေစဲခေတ်သို့တားသက်သမားကသူ၏လက်နှစ်ဖက်အတွင်းမှဓာမများကိုဖွေရမ်းခုထစ်ကကောင်းကင်ပုံစီသို့မော့၍အော်ဟစ်လိုက်သည်တနီသည်မောင်တို့ကိုခုတ်ဖြတ်ပြီးငါးနေရာကိုပြန်သွားမယ်ငါခါကခုတ်ဖြတ်ခံရပြီမေခေါင်းဖြတ်ခံရတာမဟုတ်ဘူးငါချက်တော့သူရှိခြင်းမရှိတော့မယ်ဒါပေမဲ့ငါသွားမယ့်လမ်းကိုခွတ်ထွင်သွားနိုင်သေးပေဘိုးဘိုးသားသက်သမားကစိတ်ဖောက်သွားမြန်ပြီးဒါပေမဲ့သူဓာမကလို့တကယ်ကိုမြန်တာပဲသူ့လိုမြန်ပြီးကောင်းကင်နှက်တိုင်းအဆင့်ကိုရောက်ဖို့ငါဘလောက်ကြာအောင်လေ့ကျင့်ရမလဲမသိဘူးချစ်မှုမှာအရှင်တက်နေသောသားသက်သမားကိုလေးစားအားကြော်စွာကြည့်လိုက်သည်ထို့နောက်သူ၏ဝက်ခုတာကိုတင်၍လက်တစ်ဖက်ထဲသာရှိတော့သောအဖိုးကြီးမာထံသွားလိုက်၏သားသက်သမားရဲ့ဓာမကကောင်းကင်နှက်တိုင်းအဆင့်ရောက်ဖို့မီလီယံတူဖန်တီးဖို့လိုတယ်ငါလက်သီးကွက်တွေကတော့ကောင်းကင်နှက်တိုင်းအဆင့်ရောက်ဖို့မိုးကြီးတန်ဖန်တီးနိုင်ရမယ်အဖိုးကြီးမာကလက်သီးကိုစုပ်လိုက်၏သူမျက်နှာပေါ်တွင်တီကြီးလီးနှက်သောအမူအရာပေါ်ထွက်လာပြီးအယိုးအစစ်များမှဂျိုးကျွတ်အတန်များထွက်ပေါ်လာသည်မူအားမင်းရဲ့လက်ထဲမှာလက်စီးတန်းကိုဖမ်းဆုပ်နိုင်လာပြီဆိုရင်မင်းလက်သီးချက်တွေကအသေးစားအောင်မင်းမှုရပြီလို့ပြောလို့ရမယ်တားသက်သမားရဲ့အဓားကတိတ်ကိုမြန်တယ်ဒါပေမဲ့ငါလက်သီးချက်တွေကအနိုင်မဲ့ခုနာနဲ့ဖောက်ခွဲထုတ်ပေါ်သည်အတာနဲ့လေတို့ရဲ့အကန့်အသတ်ကိုကြော်လွန်ရတာလက်တစ်ဖက်နဲ့လက်သီးချက်ကိုလေ့ကျင့်နိုင်တယ်လက်တစ်ဖက်ကလက်ဖားတစ်ထောင်ထစ်လာနိုင်တယ်လက်တစ်ဖက်ကမူးကျင်းတန်ကိုဖန်တီးနိုင်တယ်အဘူကြီးမာကရှေ့ဒူရူရှိလေးတူတွေတို့ထိုးထိပ်သွားတော့အခါဂျိုးချင်းမူးကျင်းတန်ကဲ့သို့ခတ်အုပ်ပောက်ကွဲတံများသူ့လက်သီးချက်မှထွက်ပေါ်လာသည်ချင်းမှုနေနဲ့အဖိုးကြီးမာ၏လက်သီးချက်များကမီးမြမြန်သည်ထိမပြောနိုင်တော့ကြီးလက်တစ်ဖက်သားရှိတော်သောလူတစ်ယောက်ကလက်သီးချက်များကိုအဆက်မပြတ်ထိုးနှက်ထုတ်ဖော်နေ၏သူ၏တာမန်မျက်စိနှင့်လက်သီးရစ်များသာမြင်ရတော့သည်အဖိုးကြီးမာတွင်လက်တစ်ဖက်သားရှိလင်ကစားလက်တစ်ထောင်ရှိနေတကယ်သူထင်အောင်မိလာတာ၏အဖိုးကြီးမာ၏လက်သီးချက်များကပို၍မြန်လာသည်သူ၏လက်ပေါင်တစ်ထောင်တွင်လျှက်စီးတိုင်းများလင်းလက်လာပြီးတဖြည်းဖြည်းမြင်နေ၏လက်သီးချက်တစ်ချက်စီတိုင်းတွင်မိုးချင်းတံများကျွဲဖန်ထွက်ပေါ်လာပြီးလျှက်စီးပွင့်များကအယမ်းမျက်နှာအနစ်တဖွာဖွာလွန်ပြန်ထွက်နေ၏ဇာကမိုးချူရှစ်ချက်လက်သီးတန်ရဲ့လက်တထောင်ဘုံတတိုင်းကွက်ပဲမင်းရဲ့လက်သီးချက်တွေကအတန်ရဲ့အမြန်သူနဲ့ပူမြန်လာရင်မိုးချင်းတန်ကိုဖန်တီးလာနိုင်လိမ့်မယ်ဒီကောင်းကင်နှစ်တိုင်းရဲ့လက်သီးချက်လောအားချက်တိုင်းကတပတ်လူရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ကိုဖျက်ဆီးပြီးပြန်လဲမမွေးဖားတာတော့ပဲထာဝရချုံငိမ့်သွားအောင်လွန်ပြနိုင်စွန်းရှိတဲ့အဖိုးကြီးမာကသူ့လက်သီးကိုပြန်ယုံပြောလိုက်သည်
ငါမင်းကိုတင်ပေးထားတဲ့မူကျိုးစစ်ချက်လက်သီးတိုင်းနဲ့ငါ့ကိုတိုက်အဲ့ဒီလိုတိုက်တဲ့အခါမှာမင်းရဲ့လက်ထဲမှာမူချင်းလျက်စီးတွေဖန်တီးနိုင်အောင်ကြိုးစားချစ်မှုကတည်ငြိမ်ခြင်းနေ၏ယနေ့ဘူဘူမာနဲ့ဘူဘူသားတသမတို့တင်ပေးခြင်းတွေကရွက်ခင်းနဲ့မတူကွဲပြားခြားနားနေ၏ပြီးခဲ့တဲ့အချိန်သူတို့နဲ့လေ့ကျင့်သုံးကပင်ဒါမန်ဓာမတိုင်းနဲ့လက်သီးတိုင်းကိုလာတင်ပေးခဲ့တယ်ဒီအချိန်မှာတော့သူတို့နှစ်ယောက်စလုံးကအသုံးတစ်ခုကိုထုတ်ဖော်သုံးဆွဲနေ၏ ကောင်းကင်နှစ်တိုင်းထော်တုံးလုံးကိုပထမအဆုံးကြားဘူးခြင်းဖြစ်တဲ့ဖြင့်ချင်မို၏နာရတွင်အတော်လေးစိမ့်နေသည်ချင်မိုကမူချိုးရှစ်ချက်လက်သေးတိုင်းကိုတုံ၍အဘိုးကြီးမကိုတိုက်ခိုက်လိုက်သည်အဘိုးကြီးမကလက်တစ်ထက်ထဲသားစီတော်လေချင်မို၏တိုက်ခိုက်မှုများအားလုံးကိုအေးအေးဆေးဆေးပိတ်ဆို့တားဆီးနိုင်၏သားသက်သမားကချင်မိုညစ်တိုက်ခိုက်စဉ်တွင်ယူတတ်တယ်လို့ထစ်သွားခဲ့တော်လေသူတို့နှစ်ဦးထိထိုက်တွေ့မှုတိုက်ကထိခိုက်မှုမရှိစေရန်အတိအကျသက်ချက်ထားပြီးဖြစ်သည်အဘူးကြီးမကတော့တားသက်သမားလုံးမဟုတ်ပေအညာအတာကင်းမင်စွာထိုးနှက်တိုက်ခိုက်၏ချင်မူဤခုခံမှုတွင်ဟခွက်ပေါ်လာတိုင်းလက်သီးတစ်ချက်ကသူ့ကိုလှထိ၏လက်သီးကျမကပြင်းထန်ခြင်းမရှိတော့လေချင်မူဤနှာခေါင်းတစ်ခုလုံးမှာသွေးများပြီးပွားဖူးယောင်သွားသည်ချင်မူဆက်၍မတိုက်ခိုက်နိုင်တော့သောအခါမှာအဘိုးကြီးမကနားဝင်ပြူ၏ခြေတော့တွေကလေကုန်းမီအားလုံးသောခွန်အားရဲ့ရင်းမြစ်ပဲထော်ကျိုးကခြိုက်တော့ပေါ်တွင်မိပြီးရက်နေရမှာပြောလိုက်သည်သူကခြေတော့တစ်ဖက်သားရှိတော်သူချစ်တော်လေချေမှုကိုခြေလံကွက်များထင်းပေးသူချစ်သည်အစာကဘိုးဘိုးထော်ကျိုးမှာရွာရဲတွင်တာမန်အဖစ်ဆုံးသူဟုချင်မှုထင်နှိမ့်မိ၏ဤအဘိုးအိုကအမြဲတမ်းလိုလိုနှွေးထွေးသောအဖြုံနှင့်ယုံကြည်အားကိုးရသူဟုခန်းစားရသည်သို့တော်လည်းထော်ကျိုးကနွားရည်ခွန်ထဲမှထွက်လာသောအမျိုးသမီးကိုတွေ့မြင်ကြအပြုံးနှင့်မလော့သောအပြုံးမျိုးပြုံးရင်ဓာဖြင့်ထိုးဆိုင်ထည့်သည်ကိုမြင်ပြီးကြတဲ့ကဘိုးဘိုးထော်ကျိုးအကြောင်းကိုသိချမသိဟုချင်မှုခန်းစားမိလာ၏ထော်ကျိုးကအပြုံး၏နောက်ွယ်တွင်ဓာသွားတစ်ခုကွဲဝဲထားတတ်သူမျိုးဖြစ်သည်သူ၏အပြုံးကအစ်စ်အမှန်လားအတုညောင်းလားမိသူများမသိကြခြင်းထော်ကျိုးကချစ်မှုကိုပြုံးပြလိုက်သည်မူဟာတားသက်သမားကသူ့ဓာမတွေကိုအမွန်းတင်သွားသလိုအဘိုးကြီးမကလည်းသူ့လက်သေးကိုအမွန်းတင်သွားတယ်ဒါပေမဲ့တကယ်ကောင်းကင်နှစ်ဆိုင်ဆိုလာခြေတော့မှရှိတာကွယ်မင်းရန်သူကိုဓာနဲ့လည်းမခုံနိုင်လက်သေးနဲ့လည်းမထုံနိုင်တဲ့အခါဘာလုပ်လဲပြေးမှာဘောဟုတ်တယ်မလားအသက်ရှင်ဖို့ဆိုလာအရေးကြီးဆုံးပဲဘဝဆိုတာအမြဲတမ်းနေသာလိုက်တက်တန်တွေထွက်လိုက်မဟုတ်ဘူးအမားယွင်းတွေရှိလာနိုင်တယ်အဲဒါကြောင့်အသက်ရှင်အောင်နေနိုင်သမျှအနိုင်ပဲမင်းသားလုံလောက်တဲ့အမြန်နှုန်းနဲ့ပြေးနိုင်ရင်နညံတွေပေါ်မှာရေပေါ်မှာကောင်းကင်ပေါ်မှာတောင်ပြေးနိုင်တယ်မင်းရှင်တွေနဲ့လီထူအရာအလုံးကမင်းသားမြန်ပြေးနိုင်ရင်ချစ်ကုံယူစရာဖြစ်လာမယ်အတန်ထက်မြန်ပြေးနိုင်တဲ့နေ့ကောင်းကင်နဲ့တိုင်းအတွက်လူအပ်တဲ့ခြေလမ်းကွက်အခြေခံအဆင့်ကိုရောက်တာပဲလာခဲ့မှုပါဒီတန်တုံးတွေကိုဝတ်လိုက်